မိုးရွာအောင်ဆူတောင်းဖို့လူတယောက်ဟာတရုတ်စုတ်တံကိုပါဇက်ထဲငုံပြီးမော်အင်းကွက်တစ်ခုရေးဆွဲလိုက်ပါတယ်။အံ့ဩစရာကောင်းတာကမိုးတကယ်ပဲရွာကျလာပါတော့တယ်။အခက်ခဲပေါင်းများစွာကိုဖျက်ချော်ပြီးတဲ့နောက်မှာတော့သူတို့ဟာငါးစင်ရောတောင်ကိုရောက်ရှိလာခဲ့ကြတယ်။သူတို့ဟာမြောင်မင်းကိုကယ်တင်ဖို့ရောက်လာကြတာပါ။မြောင်မင်းဟာမွေးဖွားလာပြီးတဲ့နောက်နန်းနန်းမှာစူပူတောင်းကျမ်းခဲ့သူဖြစ်ပါတယ်။နတ်စစ်သူကြီးကမြောင်မင်းနဲ့စိန်ခေါ်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မြောင်မင်းဟာလက်ထဲကအမွှေးကိုလေနဲ့မှုတ်ပြီးကိုပွားတစ်ခုဖန်တီးလိုက်တယ်။အဲ့ဒီကိုပွားကနတ်စစ်သူကြီးနဲ့အကျိတ်အနေတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့စစ်သူကြီးကကိုပွားကိုအနိုင်ယူလိုက်နိုင်ပေမဲ့အဲ့ဒါဟာအမွှေးအမြင်တစ်ခုသာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။စစ်သူကြီးကလက်နက်ပေါင်း100ကိုဆင့်ခေါ်လိုက်ပေမဲ့မြောင်မင်းကအလွယ်တကူပဲဖြေရှင်းနိုင်ခဲ့ပါတယ်။ဒါကြောင့်စစ်သူကြီးကသူလည်းပဲမော်ပညာတွေမသုံးတော့ဘူးလို့လှည့်ဖျားပြီးမြောင်မင်းကိုရွှေတုတ်ကောက်ချထားဖို့ပြောလိုက်ပါတယ်။မြောင်မင်းကတုတ်ကိုချလိုက်တာနဲ့တိုက်ခိုက်ခံရပါတော့တယ်။မြောင်မင်းဟာတုတ်ကောက်ကိုမြ мян ဆက်ဆံပဲရိုက်ထုတ်ပစ်လိုက်တယ်။သူဟာကြောက်ရွံ့ထဲမှာပိတ်မိနေခဲ့ပြီးတယောက်ကသူ့စီကိုရွှေတုတ်ကောက်ပြန်ပေးနိုင်မှသာသူပြန်လဲမွေးဖွားနိုင်မှာပါ။နှစ်ပေါင်း900ကြာပြီးတဲ့နောက်မှာတော့အမေရိကန်လူငယ်လေးတယောက်ကကောက်ရခဲ့ပါတယ်။